ဒီလိုမျိုးထမင်းပွဲတွေရှိကြပြီးတော့နှကန်းနေစိုးနေရတာတော့ပိုကဗီဒီယိုရိုက်မလို့ပါဒါမှဗီဒီယိုထဲမှာလှပပလေးထွက်မှာလေမဟုတ်လားထမင်းစားရင်လေအဲ့လိုလက်နဲ့လေးအဲ့ရပဲနေဖက်ပြီးတော့စားချစ်ပေးမယ်လေပြေလက်ကောညာလက်ကောကတက်တဲ့အရှိလေးနဲ့တွေ့လာထားတယ်အဲ့တော့စားလိုက်တာနဲ့ဒီလက်သေးကြတယ်ထမင်းလုံးလေးဝင်မှာအဲ့ဒါကြောင့်မလို့လက်အိတ်နဲ့ပဲဖြစ်တယ်လို့လေးစားလိုက်တာကတော့ဒီမုံလာပင်ပေါက်ချင်းလေးရဲပြီးတော့ဝတ်သားစီပြန်လေးရဲမှုအဆက်ချက်ရဲပြီးတော့ကစိုးရွက်ကြော်ရဲမှုအဆက်ချက်ကကြတော့တခါမှတော့တိတ်မချက်စားဖြစ်ဘူးပြီးတော့ဒီမှုနဲ့ကြော်ကြော်တော့မကြိုက်ဘူးအဲ့လိုမျိုးခွဲပြီးတော့ဒီတက်စီအဲ့လိုလေးကြော်ကြော်ပြီးတော့အဲငါကအသီးရွက်စားတာကိုပို့ပြီးတော့ကြိုက်တယ်ပိုးနဲ့နေမယ်ဆိုရင်တော့အသီးရွက်စားနိုင်မှာနော်အသီးရွက်စားနိုင်မှာကျွန်မဘွားတွေဝင်ခဲ့ပါအဲ့လိုထမင်းချက်တာတော့ဝါသနာပါတယ်အိမ်ရောက်လို့ရှိရင်လည်းအဖိုးဖွားတွေအဲ့လိုမျိုးအဖေမီဒီယာမှာအစားပိုးရလက်ရအောင်ဝယ်စားကြတာပို့လေလွန်ခဲ့တဲ့တစ်လောက်ကျော်လောက်တော့လေအာဟာရပြတ်တယ်လို့မျိုးဖြစ်သွားသေးတယ်အဲ့မှာကျတော့အပြင်စာရေးစားတာကိုတိတ်ပြီးတော့ဟင်းကိုချက်မစားဖြစ်ဘူးဒါပေမဲ့အခုနောက်ပိုင်းတော့တော်တော်လေးအာဟာရပြည့်ဝလာတယ်လို့မျိုးခံစားရတယ်ဒီလားအဲ့တော့ဆိုလေအဲ့လိုမျိုးတွင်းနေကြပါကြညာကြလို့တိတာရည်ဒီလားအဲ့လိုမျိုးအပြင်စာစားတာနဲ့ဖြစ်တယ်လို့စားရတယ်လေကိုဝေးချက်စားရတယ်လေအရန်တိတာအပြင်စားတွေကမစားရတော့မဟုတ်ဘောနော်သူ့အချိန်နဲ့သူ့ပေါ့နော်ထမင်းစားချိန်မှာထမင်းစားမုံစားချိန်နဲ့အချိန်မှာမုံစားအဲ့လိုသဘောမျိုးပေါ့ဒါပေမဲ့ကိုယ့်ကိုတော့အာဟာရရှိရင်လေအဲ့လိုစကားကြည့်ရတာလည်းလုံးဝစီးပဲပိုးကကြတော့ကာတွန်းကားပဲကြည့်တာများတယ်စားစကားတွေကမကြည့်ပါဘူးဆိုပိုးကအသေးကာတွန်းကားတော့မှနော် happy ဖြစ်မဲ့ကာတွန်းကားလေးပဲရွေးကြည့်တာဒါကတော့ခလေးဆန်တာတော့မဟုတ်ဘောနော်ကိုယ့်ရဲ့စိတ်ကအရင်အသေးနုတယ်အသေးနုရဆိုတော့ကိုကဒီကတုံးကားတွေပဲကြည့်ဖြစ်တယ်များအဲ့လိုတချင်းတွေဆိုလည်းအဲ့လိုပဲတော့နော်အရင်စိုးရတဲ့တချင်းတွေနားထောင်လို့မရဘူးပြောတဲ့တချင်းတွေပဲနားထောင်ရစကားဆိုလည်းအဲ့လိုပဲလိုကလေးမရောက်တင်လာတော့ဗောနော်ဒီနေ့မို့အဆက်ချက်တွေကအရင်စားကောင်းတဲ့အဲ့လိုယူလို့လည်းပဲစားချင်နေဆိုရင်ချက်စားကြည့်ပါအဲ့တော့အရင်စားကောင်းတဲ့ဒီနေ့ထမင်းတွေအများကြီးစားလိုက်တယ်ဝေကတော့တော်တော်လေးတော့ပိုင်းတစ်ချက်နဲ့တစ်ချက်နဲ့စားမှာကိုကိစ္စဝေတက်တာမတက်တာသူကိစ္စအခုโอเคပါအားလုံးပဲတတာဘိုင်